မနေ့ကတရားနဲ့ဆက်ပြီးတော့ဟောရမှာတို့ဒီမှာလာပြီးတော့တရားအားထုတ်တယ်ဆိုတာနော်သစ္စာ၄ပါးသိဖို့မနေ့ကဆရာကြီးမြတ်စွာဘုရားဟောတာမဟာဝက်ကသစ္စာတန်ယုတ်ကဖတ်ပြတယ်နော်စိတ်သားတို့လူသေးလေးလူပြန်ဖြစ်သူသည်လက်သေးကုန်မြေမှုမြနီလာ၏အပယ်၌ဖြစ်သူသည်မဟာပထဝီမြေကြီးမြများလာ၏အကြောင်းကသစ္စာ၄ပါးမသိခြင်းကြောင့်ဒီနော်သစ္စာ၄ပါးသိအောင်ဘယ်လိုလုပ်ရမလဲဒီလိုဒီမဂ္ဂင်၈ပါးဒီသောလမ်းမှန်ကိုလိုက်ကြခြင်းဆင်းရဲအဆုံးသို့ရောက်ကုန်လက်တရာဂစသောစူးညောင်းတို့မှကျင်းသောမဂ္ဂင်၈တန်ဤလမ်းမှန်ကိုကိုယ်တိုင်သိဖို့ရသင်တို့အားဘုရားသခင်ညွှန်ကြားခဲ့ပြီအခုမဂ္ဂင်၈ပါးတရားအားထုတ်မဂ္ဂင်၈ပါးဆိုတာကသမာဝါစာသမာကမ္မန္တသမာအာဇီဝဆိုတာသီလမဂ္ဂင်သမာဝါယမသမာတတိသမာသမာဓိဆိုတာသမာဓိမဂ္ဂင်သမာသင်္ကပ္ပသမာဓိဋ္ဌိဆိုတာပညာမဂ္ဂင်အဲဒီမဂ္ဂင်၈ပါးကိုသီလသမာဓိပညာသိက္ခာ၃ပါးနဲ့အသီးခြားပြုပြီးထားတယ်အခုအားထုတ်နေတဲ့ပုဂ္ဂိုလ်တွေကသီလသိက္ခာမှာပြည့်အောင်သမာဓိသိက္ခာမှာပြည့်အောင်အားထုတ်နေတယ်ဒီနေ့ညနေပိုင်းမှာပညာသိက္ခာဘက်ကိုအလုံးစခန်းတက်လှမ်းမှုအဲဒီအလုံးကဝိပဿနာအလုံးစခန်းတစ်ဝက်စီတော့ခွဲပြီးတော့အောင်ဒီကများနော်ဒါကြောင့်မို့ဒီနေ့ညနေစောစောမှာတရားဟောတာမဂ္ဂင်၈ပါးတရားလမ်းမှန်ကိုလိုက်နာကျင့်ကြံတဲ့ပုဂ္ဂိုလ်ကသံဃာဝုကလွတ်မြောက်နိုင်တဲ့နိဗ္ဗာန်မျက်မှောက်ပြုနိုင်တယ်ဒီတော့မဂ္ဂင်ချမ်းသာမြတ်ဖို့အရသာရဖို့ဘယ်လိုလုပ်ရမလဲပရိယတ်တီဟူသောဘိဓသုံးခုကိုပို့ချသင်ကြားအဟောအပြောနေပါတော်သည်တရားတော်နဲ့အညီကျင့်ကြံနေထိုင်သောသူသည်လောဘဒေါသမောဟတို့ကိုပယ်ခေါ်၍မှန်ရာကိုသိပြီးရင်ပฏิဝေဒဒီဟုသောမြတ်ဖို့အရသာကိုခံစားရရှိနိုင်ပေ၏သမဗဒအတွေ့သဟာယကအဘိက္ခုဝတ္ထုမှာဟောထားတယ်နော်အခုဒီဟာအားထုတ်နေတာနော်ပရိယတ်ကိုဒီလူတွေကသိပြီးတော့မကျွမ်းကျင်ကြဘူးသိမှုလားဘိဓသုံးပုံသိမှုလားမသိဘူးဝေမယ်လို့တဲ့တရားတော်နဲ့အညီကျင့်ကြံနေထိုင်သောသူသည်လောဘဒေါသမောဟတို့ပယ်ခွာ၍မှန်ရာကိုသိပြီးရင်ပฏิဝေဒတိဟုသောမြတ်ဖို့အရသာကိုခံစားရရှိနိုင်ပေ၏မှန်တဲ့လမ်းအတိုင်းလိုက်ပြီးကျင့်ကြံသွားရင်ဖြင့်မြတ်ဖို့အရသာခံစားနိုင်တယ်အဲ့ဒီတော့လမ်းပြတဲ့ဆရာလာလို့တယ်နော်အဲ့ဒီတော့ဆရာကလမ်းသာပြတယ်ဆိုမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးကလမ်းပြတဲ့ဆရာပဲနော်ဆရာကြီးကလည်းမြတ်စွာဘုရားဆံမှာဓမ္မအမွေနှစ်ကိုရပြီးတော့ဆက်ပြီးလမ်းပြတဲ့ပုဂ္ဂိုလ်ပဲဒီတော့ဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောထားတာရှိတယ်ဗုဒ္ဓသည်ပေးစွန့်နိုင်သူမဟုတ်လမ်းစဉ်ညွှန်ပြသူပါနော်ဆရာကြီးရအောင်လုပ်ပေးပါလို့တော့လာမပြောနဲ့နော်ရအောင်လုပ်ပေးလို့မရဘူးကိုဟာကိုအားထုတ်ရတယ်ဒီတော့မြတ်စွာဘုရားကိုရမြတ်ကြီးမဟာနိဒေသမှာပါတယ်ဟောထားတယ်ဘုဟတ်ကသုံးမှာအိုပုံနာနိဗ္ဗာန်ဓာတ်သည်စင်စစ်ဧကံအမှန်တည်ရှိနိဗ္ဗာန်ရောက်ကြောင်းအကျင့်လမ်းစဉ်သည်စင်စစ်ဧကံအမှန်တည်ရှိလျက်နေ၏လမ်းစဉ်ညွှန်တတ်ငါဖျားမြတ်သည်စင်စစ်ဧကံအမှန်ယတ္တိကညွှန်ပြတဲ့ရှိသို့ပါတဲ့အချို့ကနိဗ္ဗာန်ကိုရယူကုန်၏အချို့ကနိဗ္ဗာန်ကိုမရယူကုန်နိဗ္ဗာန်ကိုမရယူသူတို့အဖို့ငါဖျားမြည်လို့မျှမတတ်နိုင်ငါဖျားမှာနိဗ္ဗာန်ကိုကိုယ်တိလက်ရောက်ပေးစွမ်းနိုင်သူမဟုတ်လမ်းစဉ်ညွှန်ပြသူကဖြစ်၏ဆရာကြီးကထိုနည်းတူစွာပဲလမ်းစဉ်ညွှန်ပြတာပဲအဲ့ဒီလမ်းစဉ်အတိုင်းတသွေးမသိမ့်လိုက်နာကျင့်သုံးထောက်တည်ရင်ဟုတ်လားနိဗ္ဗာန်လမ်းကြောင်းကြီးပေါ်ရောက်ပြီးတော့နိဗ္ဗာန်ချမ်းသာကိုခံစားရနိုင်တယ်နော်ဆရာကြီးရအောင်လုပ်ပေးသားမှာဆရာကြီးလာထိုင်ပေးသားမှာလို့တော့မလုပ်နဲ့နော်လမ်းစဉ်ညွှန်ကြားပြတာပေးတာလို့ဖြစ်တယ်နော်တို့ရှင်တော်ဖရာဂေါရမမှမတတ်နိုင်တာဆရာကြီးဥပခင်ကလည်းမတတ်နိုင်ဘူးပဲဟုတ်လားဒီတော့ကိုဟာကိုဘာလုပ်ရမလဲဆရာကြီးညွှန်ပြတဲ့အတိုင်းလုပ်ပါဆရာကြီးကဒါဆိုဒါလုပ်ပါဒါဆိုပြီးဟိုဟာလုပ်ရင်တော့ဒါမရဘူးသိဒါဖြင့်ဆရာကြီးအချိန်စရာနဲ့ပိုင်းခြားပြီးဒီမှာပေးထားတာဒါဆရာကြီးတို့လုပ်ငန်းမှာအတော်ကြာကြာလေ့လာပြီးတော့ဤမြဤလောက်လုပ်ရင်ဖြင့်ဤလောက်အခြေမျိုးရနိုင်လို့တော့လေပါရမီဆိုတာရှိသေးတယ်နော်အဲ့ဒီပါရမီအလျောက်ဉာဏ်တဲ့လူရှိတယ်နှီးတဲ့လူရှိတယ်နော်မြတ်စွာဘုရားသခင်လက်ထက်တော်ကမြတ်စွာဘုရားရှေ့မှောက်မှာပဲအရိယာမဖြစ်တဲ့ပုရုဇဉ်တွေကအရေးအသက်ပေါင်းသိန်းသောင်းများစွာရှိနော်ဥပမာအားဖြင့်ပြောမယ်ဆိုရင်ဖြင့်ဒီပါရမီဓာတ်ခံသိရင့်တန်တဲ့ပုဂ္ဂိုလ်တွေဟာလွယ်ကူကူနဲ့ရသွားတယ်မနေ့ကတုန်းကဆရာကြီးပြောပါလားရှင်သာရိပုတ္တရာအလောင်းဖြစ်တဲ့ဥပတိတ်တာနော်ဘုရားနဲ့တွေ့တာမဟုတ်သေးဘူးရှင်အသတိနဲ့တွေ့တဲ့အခါမှာယေဓမာဟေတုပပဝါဆိုတဲ့ဂါထာတစ်ပုဒ်ပြောလိုက်တာနဲ့အရိယာမေဖို့ရောက်သွားတယ်သူအရိယာမေဖို့ရောက်သွားတဲ့အခါကျတော့သူပြန်ပြီးတော့သွားတဲ့အခါကျတော့သူနဲ့အတူအမှန်တန်ချစ်ခင်ရင်းနှီးပြီးတော့တရားအတူလိုက်ရှာတဲ့ရှင်မဟာမောဂလန်အလောင်းကောလိတာနဲ့တွေ့အဲဒီဥပတိတ်နဲ့ကောလိတာတို့ကဟိုအမှန်တန်ချမ်းသာတဲ့တထေးမျိုးတဲ့သူတို့မှာစံအိမ်နေနဲ့
နွေမာနေတဲ့အိမ်မိုးမာနေတဲ့အိမ်ခေါင်းမာနေတဲ့အိမ်နဲ့ဘိမှန်နေအမှန်ချမ်းသာတနေ့တော့အခါသူတို့ပွဲသွားကြည့်ကြတယ်ပေါ့ကွာအဲဒီပွဲမှာဇာလန်းအဆုံးသူတို့ကြည့်တဲ့အခါကျနောက်ဆုံးကြတော့ဇာလိုက်လို့တဲ့မင်းသားသေဆုံးကွယ်လွန်သွားတာသူတို့ပွဲထဲမှာတွေ့ရတယ်ပြီးတော့သူတို့ကသေတာကိုမြင်လည်းမမြင်ဘူးတွေ့လည်းမတွေ့ဘူးမိဘတွေကပစ္စည်းဥစ္စာအမှန်ချမ်းသာတော့ဒီချင်းရတဲ့အမူအရာဆိုတာဘာမှသူတို့မတွေ့မသိရဘူးပွဲထဲမှာအဲ့ဒါပြတော့သေတယ်ဆိုတာဘာလဲသေတယ်ဆိုတာလည်းမရှိတာပေါ့ကွာအနည်းကတော့အတူတိုင်းသိနေဆိုတော့သိတယ်နော်သေတာလည်းမြင်မှုကြတယ်နော်သေအခုလက်ရှိလူဘဝမှာအသက်ဇီဝင်ချုပ်သွားအေးဒါဖြင့်တို့လည်းသေရမှာလားသေရမှာပေါ့ဒါဖြင့်မသေတာမရှိဘူးလားသေတာရှိရင်မသေတာရှိအောင်မသေတာတို့နားမလဲဘူးဟာသေခြင်းတရားရှိရင်မသေခြင်းတရားလည်းရှိမယ်မသေးခြင်းတရားတို့ရအောင်လိုက်ရှာမယ်ဆိုပြီးတော့တငယ်ချင်းနှစ်ယောက်ကမိဘအမူအနှစ်တွေစွန့်လွတ်ပြီးပရပိုက်ဆိုဖိုးသူတော်သားပေါ့ကွာယတိအဝတ်လို့ဝတ်ပြီးတော့သူတို့သွားလေရာမှာနေဖို့ထိုင်ဖို့စားဖို့တောက်ဖို့စသဖြင့်သူတို့ပစ္စည်းကိရိယာအစုံနဲ့ရွာရိုးလျှောက်ပြီးတော့သူတော်ကောင်းသူများလောင်းလိုက်ရှာတယ်အဲဒီရှားနေတဲ့အခါမှာရှင်သာရိပုတ္တရာအလောင်းဖြစ်တဲ့ဥပတိကနဲ့ရှင်မမဝလံအလောင်းဖြစ်တဲ့ကောလိတာတို့ဟာရာဇိုဒီမှာရောက်လာပြီးသိန်းစီဆိုတဲ့ရဟန်းကြီးစီမှာသူတို့တရားအားထုတ်နေကြတယ်သိန်းစီဆိုတာမြတ်စွာဘုရားပွင့်တော်မူမမူခင်ကပဲသူတို့ဖရာရဲ့လို့ကြော်ကြားနေကြတဲ့ပုဂ္ဂိုလ်ကြီး6ဦးထဲမှာတခုပါအောင်သိန်းစီအောင်ညံ့နေတာဆိုမညံ့ပါဘူးသူပါရမီနဲ့သူအားထုတ်မှုနဲ့သူလည်းအမှန်တန်စွန်းဆောင်နေတယ်ဘယ်လောက်ထိစွန်းဆောင်နိုင်တယ်လဲဆိုရင်ဖြင့်သေသွားတဲ့ပုဂ္ဂိုလ်တယောက်ရဲ့အယိုးတစ်ချောင်းသူ့စီယူရလို့ရှိရင်ဒီအယိုးကြည့်လိုက်ဒီအယိုးရှင်ပုဂ္ဂိုလ်ကကွယ်လွန်ပြီးတဲ့နောက်ဘယ်ဘုံဘယ်ဘဝရောက်နေဒါတော့မြင်နိုင်ပါလားသို့တော်လည်းသူတို့မှာဒီအနိစ္စဝိဇ္ဇာဉာဏ်ဒုက္ခဝိဇ္ဇာဉာဏ်အနတ္တဝိဇ္ဇာဉာဏ်၃ပါးဖြင့်ဟုတ်လားမဲ့ဖို့နိဗ္ဗာန်တရားကိုသူတို့မှလက်ကင်မရှိဘူးအဲဒီတော့သိဉ္စီစီမှာရှင်သာရိပုတ္တရာနဲ့ရှင်မမောက္ခလအလောင်းဖြစ်တဲ့ဥပတိကကောလိတာတရားအားထုတ်နေတဲ့အခါမှာအဲရှင်အသတိနဲ့တွေ့တော့ဥပတိကကအရှင်အသတိနဲ့တွေ့ပြီးပြန်သွားတဲ့အခါကောလိတာကိုအကျိုးအကြောင်းပြောတယ်အေးငါတော့ဒီနေ့ပုဂ္ဂိုလ်တူတွေ့ရပြီအမှန်တန်ကြည်တဲ့အသေရင်နဲ့ဟုတ်လားအမှန်တန်ကြည်ညိုပဲကောင်းတဲ့ယဟန်တစ်ပါးတွေ့တယ်ထိုယဟန်တစ်ပါးစီကကြားရရတယ်ဂေါရမဆိုတဲ့အရှင်သခင်ကအခုသဗ္ဗညုတရွှေရန်တော်နဲ့တကွဘုရားအဖြစ်ကိုရောက်တော်မူပြီးတဲ့နောက်ရာဇဂိုမှာဗိမ္မာမင်းကြီးပြင်လို့အခုဒီမြို့ကိုရောက်နေတယ်အေးဒီတော့ဘာတရားလဲကွယ်မင်းဘယ်လိုရလဲငါတော့ဒီလိုပဲရတယ်မင်းသားထောင်ရှင်အတ္တိစီကသူကြားလာတဲ့အတိုင်းကောလိတာနာလိုက်တဲ့အခါမှာသူ့လည်းဘဝပါမိတခံရင့်တန်တဲ့အတွက်ကြောင့်ချက်ချင်းပဲအရိယာမေဖို့ဆိုင်ပြီးသောတာပတ္တိကိုမှတည်တယ်သောတာပန်ဖြစ်တယ်အရိယာဖြစ်တယ်ဒီကဘယ်လောက်မြန်လဲကွာအဲ့ဒါဘဝတန်တွေကသူတို့ဖြည့်လာတဲ့ပါမီတသိန်းချင်းနဲ့ကဘာတသိန်းကဘာပေါင်း1နောက်က340နောက်ကဟုတ်လားနောက်ကဘာတသိန်းပါမီဖြည့်လာတယ်သူတို့ကတတ်ခံပါမီအမှန်ကောင်းတယ်အဲ့လိုဖြစ်သွားတဲ့အခါကျတော့သူတို့တငယ်ချင်းနှစ်ယောက်ဒီလိုဆိုရင်တို့ဘုရားကောရမအကြောင်းအရောက်သွားတယ်ဘုရားကောရမအကြောင်းအရောက်သွားကြရောဆိုတော့ကွာရောက်တော့မြတ်စွာဘုရားရှိတော်မှာရောက်ပြီးတော့မြတ်စွာဘုရားခံမှာတတိခံယဟန်ဝတ်နော်အေဟိဘေကုခေါ်တော်မူတဲ့ယဟန်ဖြစ်ရတဲ့အခါကျမြတ်စွာဘုရားတရားပေးတယ်တရားပြီးတော့အခုမောင်တို့ငယ်တို့ဒီမှာအာထုတ်တဲ့တရားပဲကွာအာနာပါနာစပြီးတော့ပြပါသနာအလုပ်ကြတာလုပ်ပြီးမလို့လဲဦးရလိုက်နေရတယ်ရှင်သာရိပုတ္တရာကြီးကတော့တည်ပြီးတော့ပညာအရာမှာဣတရက်ရမှာဆိုတော့အတွေးအခေါ်အယူဆတယ်ဉာဏ်စီစားတယ်အဲ့ဒီအလုပ်တွေကသိလို့တော့သူကခတ်ထိုင်းနေမြန်မပြစ်ဘူးအရှင်မဟာမောဂလန်ကြီးကတော့သူကတကူအပင်ရှင်ဘက်ကဣတရက်ရမယ်ပုဂ္ဂိုလ်တော့သူခတ်တော့ပဲသွားပြီမယ်လို့သူလည်းဦးလေလိုက်ပေါ့အဲ့ဒါနဲ့အနေသောအခါမှာ9ရက်မြောက်တဲ့နေ့မှာပင်ညောင်ပြင်အောက်မှာရှင်မဟာမောဂလန်ကြီးကတရားအားထုတ်နေရင်မင်းတို့ဘောဟုတ်လားဒီထဲမှာခေါက်သမားတွေအများကြီးပါပါတယ်ကွာတခါတည်းဟုတ်လားခေါက်ဒါမင်းတို့လည်းအပြစ်မတင်ပါဘူးပါခေါက်လို့ဆိုမြတ်စွာဘုရားအာနာဂုလိတိုက်ကလေးကြည့်ရှုလိုက်တဲ့ခါကျရှင်မမောဂလန်ကြီးထိနာမိတ်တာဝင်ဘာကြောင့်ထိနာမိတ်တာပမာဒအတိဟုဆိုမသူတော်တွေနဲ့ပေါင်းဖော်ပြီးရအဲ့ဒါပါလဲဆိုရင်မာနဆိုတာဘဝခြေချဆက်ချမကွာတရားအားထုတ်တဲ့လူတွေနောက်လိုက်ပြီးကပ်ပြီးတော့ဒီတရားအာယုံဒီလိုပေါ်ရင်ပေါ်တဲ့တရားအောင်တွေပျောက်သွားအောင်သူကနှောင့်ယှက်မယ်ကပ်ပြီးနှောင့်ယှက်မယ်ပူပြီးနှောင့်ယှက်မယ်အဝေးကနေလှမ်းပြီးတော့သူအခိုးလွတ်ပြီးနှောင့်ယှက်မယ်ဒီသဘောရှိတယ်အဲဒီတော့တခါလဲမာနအငွေအတွက်သေနေနေဝင်သွားပြီးတော့တခါလဲအိတ်ချင်သွားဒီမှာလည်းခဏအိတ်ချင်ကြတာလေအဲ့ဒါသတိထားကြအထဲအခိုးတွေကန်းလာနေပြီပဲအိတ်ချင်အိတ်နေတော့မြတ်စွာဘုရားကိုတော်တိုင်းနိဗ္ဗာန်တတ်လွတ်ပြီးတော့
ကြာရှင်းလိုက်တဲ့ခါမှာသူ့မှာခုနပြောတာမိုင်းနေတာတွေးနေတာဝေးနေတာတွေပျောက်သွားပြီးတော့သတိတမ်းစဉ်တရားပြန်ပြီးရှုရတယ်တသမတ်တဲ့တစ်ချိန်နဲ့ဘုရားအာဝါသအောင်ဘုရားရဲ့မေတ္တာတရားရအောင်အားထုတ်တယ်တခါလဲသောတာပတိဖို့ကနေပြီးသရဂါမိဖို့အနာဂါမိဖို့အရဟဖို့ယဟန္တာတခါလဲဖြစ်သွားတယ်9ရက်မြောက်တဲ့နေ့နှုတ်မှာလို့ရှင်သာရိပုတ္တရာကြီးတန်ခမ်းနဲ့15ရက်မြောက်တဲ့နေ့မှာအရဟဖို့ရောက်နော်အဲ့ဒါမြန်လားနေတဲ့ဟာကြတော့ကွာတို့မဟာသီဝမထေရကြီးဆိုရှိဘုရားသခင်လက်ထက်တော့မဟာသီဝမထေရကြီးကဘလောက်စာတတ်တယ်လဲဆိုရင်ဖြင့်သဘူဒိတ်မှာသူ့လောက်ပညာဉာဏ်ထက်မြက်ပြီးတော့သူ့လောက်ခဲရခဲစစ်ဖြေနိုင်တဲ့ယဟန်တစ်ပါးရှာမရ interpretation ခေါ်တာပေါ့ခဲရခဲစစ်တွေဖြစ်တာဒီလိုအာရုံရွတ်တာမျိုးမဟုတ်ဘူးသူကပြဿနာတွေကိုမေးလာလို့ရှိရင်ဒီပြဿနာတွေဖြေတဲ့နေရာမှာပြေလည်အောင်အမှန်ဖြေတတ်တဲ့အတွက်ကြောင့်အဲ့ဒီမဟာသီဝမထေရကြီးစီမေးဖို့လာတဲ့ယဟန်ပရိသတ်တွေအနေအမှန်များတဲ့အတွက်ကြောင့်အချိန်စရာနဲ့ထားပြီးတော့ engagement ပေါ့တစ်လှည့်စီလို့ပြလာတဲ့လူတွေကဒီနေ့ရောက်တဲ့လူကဒီနေ့အဖြေမရဘူးအချို့နောက်နေညာခိုင်းရအဲဒီလိုအချိန်ခါမှာယဟန်ငယ်တစ်ပါးဒီเจ้าရောက်လာပြီးတော့မဟာသီဝမထေရကြီးဖူးတွေ့ရရှင်ပြတပည့်တော်မှာအမှန်အရေးကြီးတဲ့ပြဿနာတစ်ခုပါတော့ဒီပြဿနာကိုတပည့်တော်ဖြေဖို့ဦးစားပေးပါဗျာငါမှစီစားဒီမှာပြိဿအမှန်များတယ်ဒီပြိဿတွေကသူတို့ခါစောစောရောက်လာကြသူတို့ရှေးဥစွာသူတို့ပြဿနာတွေဖြေရတပည့်တော်ပြဿနာအမှန်အရေးကြီးပါဆရာအရေးကြီးတဲ့ကြောင့်တပည့်တော်ကိုအခွင့်အရေးပေးတော်မူအချိန်ကမရဒါဖြင့်အရှင်ဘုရားဆုံးခံကြွတဲ့အခါမှာနောက်ကလိုက်မေးရင်မရဆုံးခံကြွတဲ့အခါမှာငါနောက်ကကပ်ပြီးလိုက်ပြီးမေးမဲ့လူတွေငါအခွင့်အရေးပေးတာဆရာဒီနေ့တော့အချိန်မရဘူးဆရာဟန်းငယ်ကကြံပြီးတော့ဘုန်းကြီးကုတီတော့တက်ပဲမနေဘူးပေါ့ဟုတ်လားအချိန်ခါစပြီးငါသိခံပြီးစောင့်မယ်ဆိုဘုန်းကြီးเจ้าကခွာကုတီတက်မယ်ခါနောက်ကလိုက်သွားဆိုသူတွေကထွက်လာအရှင်ဘုရားဒီပြဿနာတော့သွားရင်လာရင်တပည့်တော်မိတ်မှာအရှင်ဘုရားကိုယ်တိုင်အရှင်ဘုရားအပယ်မကြဘူးလို့ပြောနိုင်မှာအရှင်ဘုရားအပယ်မကြအောင်ဘာလုပ်ပြီးလဲဒါသူများနဲ့မဆိုင်ဘူးကိုယ်တိုင်ဆိုင်နေဟာကိုယ်တိုင်သက်ဆိုင်နေအမေတပည့်တော်မေးပါတယ်ဆိုတော့ဘုန်းကြီးကြောင်းနေတာပေါ့တရားအားမထုတ်ရင်သာဘလောက်တတ်တာအပယ်လေးပါမလို့ဘူးစာတတ်လို့ဟုတ်လားနေမှာမတော်ဘူးစာတတ်လို့အပယ်လေးပါမလို့ဘူးဘုန်းကြီးကကြောင်းနေတော့မှရဟန်းငယ်ကပြုံးပြီးတော့အရှင်ဘုရားသိခံတော်မူပါဆိုပြီးတခါလဲအိဒီဝိဒအဘိညာဉ်နဲ့ဗံပြန်ပြီးတက်ပြီးသွားတော့ဘုန်းကြီးပြုံးပြီးကြည့်သွားတော့မှရိပ်ပြီးဒီဟန်းငယ်ကတလောတော့ငါပြဿနာထားမိတယ်ရဟန်းငယ်ငါတပည့်ပဲငါတပည့်ပဲသူကတော့တခါလဲအရဟတ်ကိုတီးပြီးတော့အန်ဆလာဘိညာအဘိညာဉ်တွေရပြီးသွားပါတော့ဆိုတော့သူစိတ်ထဲမှာတောင်းမိကဖြစ်လာအဲ့ဒီယဟန်ကြီးက तू ကပုရုဇဉ်အရိယာတော်မဟုတ်ပေမဲ့အဲ့ဒီယဟန်ကြီးက तू ကပုရုဇဉ်အရိယာတော်မဟုတ်ပေမဲ့လို့ तू ကခဲရခဲစစ်ပြဿနာအချိုးကျအောင်လမ်းညွှန်ပေးတဲ့အတွက်ကြောင့်ဒီယဟန်ကြီးရဲ့ဩဝါဒအတိုင်းကျင့်သုံးဆောက်ကြည့်လို့ယဟန္တာဖြစ်တဲ့ပုဂ္ဂိုလ်ပေါင်း2000ကျော်သွားတယ်ဒီကပုရုဇဉ်ကလည်းယဟန္တာဖြစ်အောင်လုပ်ပေးနိုင်တယ်ကွာဆရာကြီးလည်းမိတယ်ငါသောတာပန်လားတရားငါကျုပ်တော့ယုတ်တန်းရမ်းတုံနေတာပဲဆရာဖြစ်သလိုပဲကိုခေါ်မသူတော်ဖြစ်မှာပေါ့ကွာဟုတ်လားအမေဆုံးကဥနုကအမေဆုံးအဲ့ဒီယဟန်ကြီးကစောစောနဲ့ကြောင်းပြန်လာခဏနေကြအောင်စဉ်းစားကောင်းဝင်ပြီးတော့သူဟာသူအကျမ်းကြီးတာဒီယဟန်ငယ်ပြောတာမှန်တယ်ငါမှာမဲ့ဖို့နိဗ္ဗာန်ကိုရောက်ဖို့ဝေးအပယ်လေးပါမကြအောင်ပဲငါမှာလုံးဝပြုတ်ထားတာဘာမှမရှိသေးဘူးအဲ့ဒါသိအဲ့ဒီတော့စမိတော့ဒီမှာဓမ္မပဒအတွေ့သဟာယကဘိက္ခုဝတ္ထုအကောင်းလို့ချက်တယ်ပရိယတ်ဒီဟုသောပိဋကသုံးပုံကိုပို့ချသင်ကြားဟောပြောတတ်များတော်လေပฏิပတ်ဒီဟုသောကမ္မထံဘာဝနာအကျင့်ကိုမပွားများပဲမေ့လျော့နေသောပုဂ္ဂိုလ်အားအခါစားကြောင်းသောနွားကြောင်းသားသည်အဖို့အခသာရ၍နုအယတာမစားရတဲ့ကဲ့သို့ပฏิဝေဒဟုသောမဲ့ဖို့အယတာကိုမခံစားရတတ်ပေအဲ့ဒီယဟန်ကြီးလို့ပေါ့ဟုတ်လားသာဘလောက်တက်ပြီးတော့သူများပို့ချနေပြီမယ်လို့နွားကြောင်းသားအခါသာရတယ်နွားတို့မစားဆိုလို့စစ်တော့နွားတို့ဒီတော့အယတာရပြီခံစားဖို့အရေးကြီးတယ်ဒါနဲ့အဲ့ဒီယဟန်ကြီးကနောက်တော့သူစိတ်ဖိုင်းကြတယ်တပည့်တို့နေကြအောင်ခဏဆိုင်အောင်ငါသွားလိုက်တပည့်ရင်းတွေကိုပြောတယ်ဒီပြင်လူတွေတော့ခုနပြောတဲ့ထိန်းဆိုထားတာတွေဖြတ်လိုက်တယ်ဖြတ်ပြီးတော့အရေးကြီးကိစ္စရှိတယ်ငါသွားအောင်ဆိုပြီးညကြတော့ကြောင်းကနေပြီးတော့သူ့လက်ရင်းတပည့်တွေမှာထားခဲ့ငါပေါ်ဝါရဏအမိလာခဲ့မှာပေါ်ဝါရဏဆိုတာသတင်းကြွထားပြီးချုပ်နော်ပေါ်ဝါရဏပွဲအမိလာခဲ့ဆိုပြီး
ငါကဲ့သို့သောပုဂ္ဂိုလ်အားထုတ်လိုက်ရင်ဒီတရားပါလက်မလေးထောင်ပြီးတော့တာဟုတ်ပါငါတပည့်ယဟန်လေးတွေတော့ဟာယဟန်နာတွေဖြစ်ကုန်ကြလိမ့်မယ်ငါကဲ့သို့သောပုဂ္ဂိုလ်အားထုတ်လိုက်ရင်ဟိုဘာခံနိုင်လဲတော်ရဲသွားပြီးခါလဲရဲလေးထိုးပြီးအဲ့ဒီမှာရတဲ့သိဥတခုသီဝလာနေစားပြီးတရားအားထုတ်တာငါအားထုတ်လိုက်ငါလက်မလေးထောင်လက်မမထောင်ကြနဲ့နော်လက်မလေးထောင်အားထုတ်တရက်9ရက်ကြာလည်းမရဘူးသူက9ရက်လောက်ပဲအားထုတ်ရင်ရ9ရက်ကြာဘာမှမရဘူးဟမ်နောက်တော့သတင်းကျပေါ်ရနာနေရောက်လာမရဘူးမရရင်ကဇွဲလည်းပဲကြီးကြီးနဲ့အားထုတ်တော့တုတ်9လကြာလည်းမရဘူးနောက်9နှစ်ကြာလည်းမရဘူးဟမ်ငါလေးပါနေငါမရရအောင်ဆိုတော့ကြိတ်ကြက်ပြီးတော့မလုံးနဲ့တော့မင်းတို့ဝိပဿနာကြတော့ဟိုမှာကြီးတွေပိုးထောင်းလို့ထွက်လာတယ်ပိုးထောင်းမရောက်ပါဘူးထွက်လာတဲ့အားကြပြီဆိုဟုတ်လားအင်းတိုင်းထွက်တော့မှသူတို့လုံးလည်းသူလုံးလို့မရဘူးနော်ဒါအေးရေချင်းကိုက်ပြီးတမာရီစံချင်းကိုက်နေမှာအသိဉာဏ်ဝင်လာမှာနိဗ္ဗာန်ဓာတ်ဆိုပေါ်လာဒီနိဗ္ဗာန်ဓာတ်ခုနနိဗ္ဗာန်ဓာတ်ရှိတဲ့ဘုရားဟောတာအဲ့ဒီနိဗ္ဗာန်ဓာတ်ကလေးပေါ်လာဒီနိဗ္ဗာန်ဓာတ်ကလေးကမကောင်းညစ်ကြတဲ့ကိလေသာဓာတ်အကုသိုလ်ဓာတ်သမုဒယဓာတ်ကြီးတွေသွားထုတ်အဲ့ဒီကြီးတွေကဆွပြီးတော့တခါရုံကံပြီးထွက်တာကြီးတွေထွက်ရင်လူလည်းတစ်ခါလေးကြာမခံမရနိုင်ဖြစ်တတ်တယ်ကွာနော်အဲ့ဒီနိဗ္ဗာန်ဓာတ်ဆိုတာရှိတယ်အဲ့တော့ဒီဟန်းကြီးဟာဒီမှာတရားအားထုတ်သူမာနအရှိတယ်9နှစ်ကြာတော့ငါဝိရိယနည်းနည်းနဲတယ်ဖြစ်နေဒါဖြင့်အချိန်ရှိပြီအကုန်အသုံးပြုမယ်တို့ကုဒီကိစ္စတို့ဘာလို့ကျင်ကြီးကျင်ငယ်ကိစ္စမှလွယ်ပြီးငါဘာမှမလုပ်ဘူးရေတော့မချိုးတော့ဘူးရေမချိုးတော့9နှစ်ကနေ10နှစ်ကြာလည်းမရဘူး15နှစ်ကြာလည်းမရဘူးဇွဲလည်းပဲကြီးနဲ့အားထုတ်တာပဲဝိရိယတော်ပြီးဥဒိစ္စဖြစ်နေရမယ်ငါရမယ်ဆိုတော့ဘေးချောနေတာပေါ့ကွာ out of focus ဆိုတော့ဖြစ်နေအန်ဂိုက်ဝင်မသွားဘူးခြားလဲနဲ့ဇွဲလည်းပဲကြီးနေလို့တာနှစ်ပေါင်း30နော်ကြာတော့အိုလဲအိုပြီးဗျာနော်ခင်ဗျာဒီတင်းတင်းကိုလုံးထားတယ်ဟုတ်လားတင်းတင်းလုံးထားရင်တော့သွားလိုက်မယ်မဟာသီဝမထေကြီးလို့ဟုတ်လားဒီလိုလို့မရဘူးဟိုတင်းကပြောတယ်ဒေါက်တာကင်းကပြောတယ် zestful eat it has to be zestful but with eat အဲ့ဒါတော့ဟုတ်တယ်ဒီမှာငြိမ်ဖို့တီးဖို့တည်ငြိမ်မှုအမှန်ကြီးတယ်တမာတိစိတ်ဓာတ်ကြီးစိတ်ဓာတ်ဧကကတမာတိဝင်လာဉာဏ်နေရအမှန်နေရဝင်လာဒါကြောင့်လို့တမာရိဘိက္ခွေဘာဝိထတမာဟိတောယထာဘုဒ္ဓပဇာနာတိဘိက္ခွေယဟန်တို့တမာရိတမာတိတရားကိုဘာဝိထပွားများတော့တမာဟိတောတမာတိရှိသောသူဟာယထာဘုဒ္ဓသဘာဝဓမ္မအစစ်အမှန်ကိုပဇာနာတိအပြားအပြင်သိတမာတိရှိမှာတမာတိကိုဒီလိုတစ်ခါအန်ကျိတ်ပြီးလုပ်လို့မရအဲ့ဒီယဟန်ကြီးကလည်းနှစ်ပေါင်း30ကြာတော့သူ့စိတ်ထဲမှာထိခိုက်လာပြီပဝါရဏအမိပြန်မယ်ဆိုတဲ့ဟာနှစ်ပေါင်း30ကြာတော့ကြာတော့သူ့ကြောက်တဲ့တော်တယ်မှာတခါချုံဝဲချငိုရတာပဲဟေးရှာကြီးတခင်ဟဲ့ဘုရားမင်းရင်ကိုယ်ကမဟုတ်မဟာတိဝမစေကြီးတဲ့ငိုလေကွာငိုလိုက်တာမှာရှာကြီးတခင်ငိုတာငိုတခါလဲတယောက်သေးဆိုတော့ကောင်းသားဟိဘာငိုပြလိုက်တာပဲဘယ်မှလည်းငဲ့ရအောင်ရှိငိုပြီးတော့မှခါလဲဒီလိုင်းလို့ပေါ့ကြွားတယ်စိတ်ကြီးအကုန်လုံးပြေးသွားတော့ပြော့ပြီးလုံးပြီးတော့ကြာတယ်ခါကြတော့နားထဲမှာအပန်းကြားတယ်ငိုတန်ကြားတယ်တော့အုပ်ထဲမှာငိုပြားပြီးတယောက်ကလည်းရှာကြီးတယ်နဲ့နဲ့ငိုလေငိုတန်ကြားတော့ဒီတော့အုပ်ထဲမှာအခုငိုတန်ကြားတယ်ငိုနေတဲ့သူကဘယ်သူလဲတပည့်တော်မှတောဆောင်နာသမီးပါဆရာဒီတောဆောင်နေနာသမီးသင်္နာသိဘာကြောင့်ငိုရလဲခတ်တီးပြီးပေါ့လေအရှင်ဘုရားနိဗ္ဗာန်မဲ့ဖို့လို့ငိုရတယ်နိဗ္ဗာန်မဲ့ဖို့ဆိုတာငိုရတယ်အရှင်ဘုရားဒီအုပ်ရောက်လာတဲ့နေ့ကစပြီးတပည့်တော်မှလည်းအရှင်ဘုရားလုပ်သလိုထတ်တူထတ်မြအားထုတ်နေပါတယ်ဘုရားဒီနေ့ညတော့အရှင်ဘုရားအမူအရာပြောင်းပြီးနီးပြောင်းပြီးတော့ပေါ့လေငိုပြီးအားထုတ်တယ်မှလို့တပည့်တော်လည်းငိုကြည့်ပါလေဘုရားဆိုတော့မှကျက်သွားတယ်ငါအဖြစ်ပြက်တယ်သောဆောင်နာသမီးကသိနေလို့ဆိုတော့ခါလဲမာနကြသွားတာဓမ္မတောင်းနေတာအဲဒီမာနကြသွားတဲ့အခါကျတော့မှသူဟာသူတန်ဝေကရအသိမှအမြင်မှနေဖြစ်ပေါ်တာအဲ့ဒါနဲ့တခါလဲစိတ်ကိုကြည်ကြည်ငြိမ်သက်အောင်အားထုတ်ပြီးတော့ဟောတစ်ဖြည်းအဲ့ဒီညဦးကနေစအားထုတ်အာယုံကျင်းလို့အလင်းမရောက်ခင်လဲအရိယာမေဖို့မှာတည်ပြီးတော့သောတာပတိဖို့ကသရဂါမိဖို့အနာဂါမိဖို့အရာဂါမိဖို့ကအရာဖို့တိုင်ကြောက်ယဟန္တာဖြစ်ယဟန်ကိစ္စပြီးသွားတယ်အောင်မြင်သွားတောဆောင်နာသမီးလေးမှားလိုက်တာဟုတ်လားအောင်မြင်သွားတဲ့ခါကျတော့မှသူ့ကိုလည်းလာဆရာမလုပ်ရဲပဲဟုတ်လားသူ့တပည့်ဖြစ်ဖူးခဲ့တဲ့ယဟန္တာ2000ကစောင့်နေတယ်
တို့ယဟန်ကြီးပဲချင်းယဟန်ကိစ္စပြီးပါယဟန်ကိစ္စပြီးရတယ်တပြိုင်နဲ့နှစ်ပေါင်းကုန်တော့ယဟန်တာတွေကမိုးပေါ်ဆံပြောင်းလာပြီဒါလည်းယဟန်ကြီးနာကိုအတင်းပြေးပြီးလာကြယဟန်ကြီးကြီးကတိတ်ထူးနေပြီကွာခုနှစ်ကနေအနှစ်30အထိရေမချိုးမိုးမချိုးဘယ်လိုနေလဲမပြောတာဒါနဲ့ဒီအချိန်မှာတရားမင်းကလည်းသူ့ဇာတာနောက်ပွားပါလာပြီးတော့တခါလဲဆင်းလာတာဒီတခါသူ့ဇာတာရှိရထားတယ်တရားမင်းကသိပ်ပါလေမိန်းမပါဖះဒကမပါဖះဆိုသူ့ဇာတာနဲ့ရှေ့တို့ရဟန်းနေရှဲနေသွားတော့သူမဟာလူကမထေရကြီးမှရောက်သွားရတာဤကိစ္စတပည့်တော်တောင်းပါဗျာတပည့်တော်မှာနတ်ရည်စင်မှာပါလာပါလေအဲဒီနတ်ရည်စင်နဲ့သုံးလောင်းကိုပြုတာနတ်ရည်စင်နဲ့သုံးလောင်းကိုခါကြနတ်ရည်စင်ဒီတဘောတတ်ကြည့်ကြတခါလဲကြည့်ရကြီးတွေအကုန်ကျွတ်သားပြီးတော့တခါလဲယဟန္တာအရှင်မြတ်အတွင်ဟာတခါလဲရွှေရောင်အဆင်းခဲ့တယ်တခါလဲထုံးလင်းတောက်ပါရွှေရောင်အဆင်းခဲ့လို့ထုံးလင်းတောက်ပါတဲ့ပုဂ္ဂိုလ်ကဘယ်လိုလဲပညာတတ်ခံရင်းတယ်အဲ့ဒီခါကျမှဒီယဟန္တာစီဒီကောင်ဖြစ်သွားတယ်နော်လွယ်ရင်တဲ့အခါကျတော့လွယ်တယ်အလွယ်တကအလွယ်ဆုံးတော့ဓာရုစီယဆိုပရပိုက်ကြီးဆိုတော့ကွာတို့အဲ့ဒီခုနပြောတဲ့ဥပဒိဋ္ဌာနဲ့ကောလိတလို့ပြောပါပရပိုက်ဆိုတာဟိုဘက်ကတောင်းဒီဘက်ကတောင်းတဘိုးနဲ့ထားပြီးဆရာမရှင်းစုမဲ့စီတွေအကုန်ထည့်ပြီးရွာရိုးလျှောက်ပြီးတရားလိုက်ရှာသူကတော့မြတ်စွာဘုရားရှင်ကိုရမကြီးဝေသာလီပြီးဆုံးခံကြွနေတဲ့အခါမှာသွားတွေ့တော့ဘုရားရဲ့လို့ဘာလို့ဘယ်သူမှပြောတာမဟုတ်ပါဘူးကွာမြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့မြင့်တော်မြင်လိုက်ရင်ပဲမြတ်စွာဘုရားရဲ့အရေးတော်အမှန်တန်ကြီးလို့ပြီးတော့ဘွယ်ကောင်းတာထုံးလင်းတောက်ပါတာမြင်တော့ဒီပုဂ္ဂိုလ်ဟာအာမတရားရှိဖြစ်ရမယ်ထူးခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဒီပုဂ္ဂိုလ်ချင်းကရင်ဖြစ်တော်လေးဆိုတာဒီပုဂ္ဂိုလ်မျိုးကလိုက်ရှာနေတာနှစ်ပိတ်စီကချလာပြီအခုတော့တွေ့ပြီဆိုပြီးခါတဲ့ဝေသာလီကြီးဘုရားဆုံးခံကြွနေတဲ့နေရာမှာတွားပြီးခါတဲ့ခြေတော့ဖက်တာလေခြေတော့ဖက်ပြီးတော့မြတ်စွာဘုရားဖမိုးတော်ရှားနေရက်ပြီးတော့ခါလည်းနှစ်ဖူးနဲ့တိုက်ရအကျဉ်းကြောဘုရားကြွလို့မရဘူးဖြစ်သားဒီနေရာဆုံးခံဌာနတပည့်တော်တရားချင်းမြင်ပါဘုရားဒါဆုံးခံဌာနတရားချင်းမြင်တဲ့ဌာနမဟုတ်ဘူးဟုတ်လားကျောင်းသင်္ကန်းတို့ရောက်တဲ့အခါမှာတရားချင်းမြင်ရမယ်မဟုတ်ပါဘူးဘုရားတပည့်တော်တရားချင်းမြင်လို့ခုရတဲ့အခွင့်အရေးမလို့ချင်းအတင်းကြီးခါတပ်ပြီးလို့မြတ်စွာဘုရားညင်းတော်မူသုံးရင်သုံးကညင်းတော်မူတဲ့အခါကျအရှင်ဘုရားတပည့်တော်ကြောင်းမရောက်ခင်များသေသွားဘယ်နဲ့လုပ်မလဲလို့ပြောအဲ့ဒီတော့မြတ်စွာဘုရားသတိရပြီတပိဋကရွှေဉာဏ်တော်နဲ့ကြည့်လိုက်တဲ့အခါကျတော့ဒီပရပိုက်ကြီးကမကြခင်ပဲသုတိသိကြတယ်သွားတွေ့တာနဲ့သနာတော်မူတာနဲ့မြတ်စွာဘုရားကဲချက်သားဒီလိုရှုတော့လို့ပြောတယ်ရှုတယ်ဖြတ်ခနဲ့ဆိုတာဓာတ်ကိုကြည်သွားတယ်ကွာယဟန္တာဖြစ်သွားတယ်ကွာပရပိုက်ကြီးသင်္ကန်းတော်မိုးရသေးဘူးဒါနဲ့မြတ်စွာဘုရားသူလျှောက်တယ်တပည့်တော်အေးသေးကိုခေါ်တော်မူပါယဟန်ဖြစ်ပြီးတော့ဖြစ်သားသင်္ကန်းရှာကြီးသင်္ကန်းရှာခိုင်းမြတ်စွာဘုရားတို့မြည်ဌာနရှိလို့ပါရမီတခံရင်းတန်တဲ့ပုဂ္ဂိုလ်အေးသေးကိုယဟန်ပြိဿံကအတူတူကဖြစ်တယ်ကွာသို့သောဒီဟန်းကြီးကပပ္ပစိတဒုံတစ်ပါးကိုရနိုင်တဲ့အခွင့်အရေးမရှိဘူးဒါကြောင့်မလို့သူများယဟန်ဒီပါယဟန်အဖြစ်ကိုယ်တိုင်နဲ့မဝေခဲ့ဘူးဒီပြင်လည်းပေါ့လေယဟန်ခံမပေးခဲ့ဘူးဒီလိုကုသိုလ်မျိုးမရှိတဲ့ဒီကဒီမရဒါနဲ့သင်္ကန်းရှာခိုင်းတယ်မြတ်စွာဘုရားရဲ့ဝေသာလီကြီးဆုံးခံလက်ပြီးပြန်လာတော့ဝေသာလီကြီးဆိုဇေတွန်ကျောင်းပေါ့ကွာဇေတွန်ကျောင်းဝင်ကနေကြတော့ကျောင်းဘေးမှာအမိုက်ပုံလူသေးအလောင်းတစ်ခုသွားကြည့်တွေ့တော့မြတ်စွာဘုရားလည်းရိုးသူချစ်သားတော့အေးအလောင်းကောင်ကိုအခုယူကောင်းတဲ့တွင်းစကြဝဠာမန္တမင်းတို့ပူဇော်ခြင်းနဲ့သူပူဇော်ဆိုတော့ယဟန်တွေကကြောင်တက်တဲ့ဖြစ်နားတပ်ပြီးကြည့်လိုက်တဲ့အခါကျဆောကဘုရားအောင်အတင်းကပ်ပြီးတော့တရားတောင်းတဲ့ပရပိုက်ကြီးဖြစ်သို့တော်မြတ်စွာဘုရားမလွန်ဆောင်နိုင်ဘူးစကားတော့မလွန်ဆောင်နိုင်ဘူးဒါနဲ့ကြောင်းတော်တွင်ဒီအလောင်းကြီးပွင့်သွားပြီတခါတဲ့စကြဝဠာမန္တမင်းတို့ပူဇော်ခြင်းယဟန်တော်ကြီးပူဇော်ခြင်းပူဇော်အဲဒီပူဇော်တဲ့အခါကျတော့မယဟန်တွေကမြတ်စွာဘုရားလျှောက်ထားအကြောင်းလင်းတော်မူပါဘုရားဆိုတာမြတ်စွာဘုရားခြေသားတို့ဒီပရပိုက်ကြီးဟာအမတမဲပါမီတခံရင်းတယ်အခုသူကဒီတရားရတဲ့နေရာမှာငါဖះသာသနာတော်မှာအများဆုံးပဲအရတ်ကိုပြီးတဲ့နေဒါမှမဟုတ်သူ့ကိုတရားရတဲ့နေရာမှာအများဆုံးဖြစ်တဲ့အတွက်ကြောင့်တရားအများဆုံးရတဲ့ဣတတက်ပြီးတယ်ပေါ့ဒါလို့ရှိရတယ်သူကဘယ်လိုပုံကိုလဲဆိုတော့ဟိုးရှိဖះသာသနာတော်မှာသူကလည်းဝိသေသပုဂ္ဂိုလ်အမှန်ထူးတဲ့ပုဂ္ဂိုလ်ဒီကျင့်တဲ့နေရာမှာအမတန်ထက်သန်တဲ့ဝိရိယထက်သန်တဲ့စိတ်နဲ့မရမနေဆိုပြီးတော့တရားကျင့်လာခဲ့တော့ဒီအခါတစ်ပါးသူတို့၄ပါးသောယဟန်တွေက
တိုင်ပင်ပြီးတော့အမှန်မြင့်မစောင့်မှတ်တဲ့တောင်ကြီးတောင်တက်တဲ့အခါကျအပေါ်ပိုင်းကျတော့တက်လို့မရတော့ဘူးလေကားလုပ်ပြီးတက်ကြတက်ပြီးအပေါ်ရောက်တဲ့အခါကျဒီလေကားကိုခါတွန်းချတယ်တို့ဒီနေရာမှာအရထုံမတီးသွေးကာလပတ်လုံးဒီဟာမစင်းကြသထမ်းဆိုပြီးတော့တရားလောက်များတတ်တိကောင်းတယ်အဲ့ဒီမှာအားထုတ်ကြတာ၄ပါးဆုံးအားထုတ်ပထမတစ်ပါးပထမညလုံးတဲ့အခါကျအရထုဒီဟန်တယ်ဖြစ်တယ်သရပညာအဘိညာဉ်နဲ့ဟုတ်လားမိုးတွေပါပြန်နေတယ်ဆုံးခံပြီးကျွေးတယ်ဟိုသုံးပါးလက်မခံကိုအားနဲ့ကိုထုတ်ပြီးတူသောပုဂ္ဂိုလ်အားမကိုနောက်ဒုတိယနေ့ကျတယောက်သောယဟန်တစ်ပါးသောယဟန်ကဒီလိုပဲအရထုတည်သွားတယ်ဆုံးခံပြီးတယ်မယူတတိယနဲ့သရုပ်ထမြောက်ယဟန်နှစ်ပါးတော့အားထုတ်ရင်လည်းကျတော့အစာပြတ်ပြီးငတ်ပြီးသေးတယ်အဲ့ဒီကံဒါလို့ကြာဟိုခါတော့ကတရားအားထုတ်ကြတော့တရားလမ်းမှန်ကြတယ်ဆိုတော့လည်းတစ်ခုသောနေရာလေးမှာသွားကန်နေတယ်မိကောနာပေါ်ပါဒီနေရာလေးမှာအဲ့ဒါမိနေအဲ့ဒါခါလဲသူအဲ့ဒါအရှိမထက်ဘူးအဲ့ဒီနေရာမှာသူအထက်ဆင်းနဲ့တွေ့ကြကြတော့အာရပြတ်ပြီးတော့ပြင်မှန်းပြီးတော့အဲ့ဒီမှာသူ့ဒီကြနတ်ဘုံလည်းဟိုကောမှဆရာပဲဖြစ်ကြတယ်ဒီကျမ်းဆိုတော့အဲ့ဒါမြတ်စွာဘုရားပြည်တွေကဆရာတို့မြည်ပြီးဟိုးဘဝအောင်အောင်ဒီအကုန်ပြန်နေတယ်ပုဂ္ဂိုလ်တိုင်းလို့ရဲ့စိတ်အစဉ်ပြီးတယ်ဘယ်လိုဖြစ်လာလဲဆိုတော့ကြောင်းကျိုးပြန်အပ်ပြီးတော့မြတ်စွာမြင်တော့သူ့အဲ့ဒီခေတ်အဖြစ်လေးတစ်ခုလေးကြားပြီးတော့နော်အဲ့ဒီလိုပါမီဖြစ်ရတဲ့လူတွေကြတော့ဒီမှာလွယ်တယ်ကွာနော်တချို့ကြတော့လွယ်အောင်နဲ့ခက်တယ်ပါမီကသိပြီးတော့အားကြီးလို့မရဘူးဆိုတဲ့လူကလည်းရှိသေးတယ်လို့ဘုရားရှင်လက်တော်ကအမှန်ထင်ရှားတဲ့ဝိပါကကြားရမှာဝိပါကနော်ဓမ္မဒိနာတို့ကုံတရကေဘီတို့အတာစာရီဒီလိုတော့ဂေါရမီတို့ခေမာမီဘုရားကြီးတို့သူကသိပြီးတော့ထိတ်တန်းကြတယ်ဂေါရမဘုရားလက်ထက်မှာဖလားပင်ရအပင်ရရရဟန္တာမကြီးအကုန်ဖြစ်ကြတယ်နှမအယူအဲ့ဟိုကအတိတ်ကနှစ်ပိုင်းကသူတို့ဖားခင်သမီးတော်ကကိကိမင်းကြီးတို့ကိကိမင်းကြီးမှာဘာပြောက်ဆုံးရတယ်သမီး9ယောက်ဆုံးရတယ်အဲ့ဒီမှာကိကိမင်းကြီးရဲ့သားတသဖာကဖျားဖြစ်တယ်ဖျားကောမှာလည်းဖျားဖြစ်နမတော်9ယောက်ကိုတို့ဖျားအညံ့ကိုမဆွဲနိုင်ဘူးလားပေါ့9ဦးတော့နမတော်ကြီးကဓမ္မစာကြီးအကျင့်နဲ့အနှစ်နှစ်ပေါက်သာလတာလုံးမှာတို့တရားအထုတ်ပြီးရှင်းနေကြတာသူ့မျက်ကိုယ်ရောမထိုက်ပါဘူးအဇောရောချလို့ရတယ်ဒီကမှဒေါသနေနေပါလေစကားတယ်ပြောအဲ့ဒါတော့မပြောကြနိုင်ဒေါသရတာရောမလုံးနဲ့ဟုတ်လားအဲဒီကြီးကြီးရဲ့သမီးတော်9ပါးပါမိတခံအမှန်ရင်းပါနေဒီကတော့အကူကဘုရားရှင်ကြီးဧကံဖြစ်ပြီးမှတော့သူတို့မဲ့ဖို့မဝင်ရဘူးနော်အရိယာမဖြစ်ခဲ့ဘူးဘောကသူ့ဒီသိကြတဲ့ခါကျသုတ်တိတာနတ်ဒီမှာနတ်သမီးတွေဖြစ်ပြီးတော့ဘောရမအလောင်းတော်လူကြီးမှာနော်ပြိတ္တိယူရဲ့ခါကျသူတို့လည်းလူဘုံလူဘဝဆံရရတယ်ဘောမဘုရားသခင်လက်ဆက်တော်မှာပဲသူတို့ပါမီရင့်တာနဲ့ပုဂ္ဂိုလ်ဖြစ်ပြီးတရားတွေရကြကွာရကြတယ်ဆိုတော့ဒီလိုတော့ဘောရမီဆိုတော့နော်မြတ်စွာဘုရားအလောင်းတော်ငယ်ငယ်လေးကယူရလုပ်ကြည့်တာနောက်တော့ဒီပိတ်ခုဘာနာကြီးကြီးတောင်းတာနော်ဒီလိုတော့ခေါ်ဝိပါကကျောင်းမှာကြီးဆိုအပြင်သာဝတိနဲ့သာသေတမှာဝိပါကကျောင်းမှာကြီးဆုံးတဲ့ကျင်းတဲ့ယဟန်ကြီးဟုတ်လားသိချမ်းသာတယ်သိတရားကိုဝတ်ကြည့်တယ်ခေမာမီရာကြီးဆိုပိမလားမင်းရဲ့အကြည့်ရအောင်လာမှလည်းသိလာတာသိမှလာကြည့်ရနော်ဘုရားကျောင်းခေါ်လို့တော့မရဘူးသွားဘူးလွတ်ကပြေးနေတာဘုရားမင်းကဘုရားကိုဘုရားဖြစ်ပြီးတာကဥဆုံးသိပြီးတော့တခါတဲ့ဝိနည်းကြောင်းနဲ့ဆောက်ပြီးတော့ကိုယ်ပေါ်မှာဒီကနေပြီးတော့အမှားမှားပြီးတော့ဒီနေ့ကလာတဲ့အန်တိုနီဘရုတ်ပြောလို့ဆိုသူကနေဝင်ပြင်လေးတော့သူကဒီဘက်ကိုသိစိတ်ဝင်စားပြီးကျုံမင်းမမရဘူးပြီးရင်ရတုံးရှိသေးတယ်ခင်ဗျာမင်းကြီးရောရှိနေပြီနောက်ဆုံးတစ်နေ့ကျတော့ဘုရားမင်းကိုယ်တိုင်ကဘုရားရဲ့ကျောင်းသားကကြီးဆိုတော့သူမတော်မနေနိုင်ဘူးနောက်ဆိုဘုရားလည်းခင်ဗျာမင်းကြီးရဲ့အသာကုန်နဲ့သိမာနာမောက်နေတာရှိပြီးတော့ဘုရားအကြောင်းရောက်လာတဲ့အခါကျတော့နတ်သမီးလေးဆံနေရက်တာဖြစ်နေနတ်သမီးလေးကရက်ဆိုင်အိုးနာတေးသွားတာညီတော့မှာအဲ့ဒီမှာသူတောင်းရတာတရားကြိုက်သူရဲ့သောတာပတိဆိုတော့အနာရင်ကိုရာဖို့ပြီးရဟန္တာမှာဆက်ဖြစ်တယ်ဒီမှာဓမ္မဒိညာဆိုတာလည်းဒီဝိပါကတတိယရဲ့သမီးပေါ့ကွာဝိပါကတတိယအနာဂါမိဘုံမှာပြီးပြန်လာတော့အိမ်ကြတော့လောကကြီးမှာပါရမှုတွေမရှိတော့မိမလာပြီးခါတိုင်းကိုကျိုးတဲ့ဆံမှာသူလက်တွေတွဲပြီးမကျက်ဘူးအမိမရခတ်ပြီးတယ်ပြုပြီးတော့သူပြုပြီးမလို့ရင်ဘူးဒီလောကကြီးတွေသူကိုယ်ကိုစွန့်ကြတယ်လို့ဖြစ်လာတော့မိမမခံနိုင်လို့ပြီးပါပြစ်လာတာလေရံပြစ်တာပေါ့ကွာရံပြစ်တော့ဟာဘာမှဖြစ်လာတာမဟုတ်ဘူးဒီတရားစကားခရီးရောက်လာတဲ့လောကကြီးမှာပါမှုတွေကုန်ဒီတရားကျုပ်တို့လည်းအမှန်တရားအားထုတ်နိုင်ပါလေအားထုတ်နိုင်လိုက်ဖို့ပါဆိုတာနဲ့
龙大明也担心这个，你我学英语呢，是经常在这个地方唱歌，而且啥，而且都是你们讲不用这样子的，可能也了解你们就阿手机，我这个五百卡的也拿两枚去的，那么你讲这个，我对呀好了你嘛，一个月呀，对，对呀啦就没有阿手啊，个啦说，好了，说阿手的阿手机的，阿手机一般的这边也在看的，对呀好了你嘛。တခါလဲဘုရင်ကအေးတကယ်ရဒါကြောင့်ဓမ္မပညာလို့သူအမိကျင်းတယ်ဟမ်ကဲပါစာမတတ်ပါဘူးကွာဘိဇာသုံးပုံတော့ဖတ်တော့မဖတ်ဘူးပါဘူးကွာဟုတ်လားဆရာကြီးစီမှာလည်းတူသောပုဂ္ဂိုလ်ကဒေါက်တာ Leon E. Wright ဆိုတာသူက Doctor of Divinity PhD of Religion Harvard University Professor of Theology for 13 years ခရစ်ယာန်ကျမ်းပြတဲ့ Professor ကြီးဟုတ်ဆရာကြီးကတရားရပြီအခုဟာတွေအကုန်လုံးသူစွန့်လိုက်ပြီကွာစွန့်လိုက်အခုဗုဒ္ဓဘာသာသင်္นานနေပြီးProfessor of Religion လို့သင်္นานနေပြီးတော့တလောကဒီမှာဒီပါဠိဘာသာတွေပါပြီးသင်ကြားလေ့လာပြီးစာရေးတော့တတ်တယ်ပေါ့လေမိမတယောက်ဒီကိုရောက်လာတယ်လာပြီးဒီလာတဲ့ခါကျတော့ဆရာကြီးကတွေ့တဲ့အခါသူကစကားတွေပါပြောရင်းနဲ့ဒေါက်တာလီယွန်အီရိုက်အကြောင်းရောက်သူစာတွေတက်လို့လာတဲ့ဟိုမှာတရားဟောနေဒီဖျားဟောတဲ့တရားတွေကစာဖတ်ပြီးဟောတာမဟုတ်ကိုယ်ထဲမှာသိတာတွေပြောတာဟုတ်လားတရားဟောတယ်လို့ဆိုကိုယ်ထဲမှာသိတာပြောတာမှမှန်တယ်တရားကြီးတော့ကိုယ်ထဲသိတာတွေပြောနေတာပဲအများကြီးဟုတ်လားဒါလေးတွေအကိုးကားလေးကိုယ်ထဲသိတာပြောတာတရားပဲမဟုတ်လားစာအုပ်ကြီးဖတ်ပြီးတော့ပြောတာတော့ဒါလူတိုင်းလုပ်တတ်တာပေါ့ဟာစာအုပ်ကြီးဖတ်ပြီးဟုတ်လားကိုယ်ထဲမှာသိတာတရားဓမ္မဒိဋ္ဌာတွေဒီကိုယ်ထဲသိတာတွေအကုန်လုံးကြောက်ပြောပြတရားပြလို့ဆရာမပြောဒါစာအုပ်တအုပ်မှတစ်ခုအောင်ဖတ်ဖို့ဆရာမမေးရင်လည်းမေးအကုန်လုံးရတယ်ဟုတ်လားဆရာမအဖြေပေးနိုင်တယ်ဒီလိုလူတွေမဟုတ်ဘူးပိဿသုံးဖို့အာဝုံဆောင်တဲ့ဆရာတော်ကြီးတွေလာမိတဲ့ဆရာမဖြေတတ်တာပဲကွာဟုတ်လားသူသိတာဖြေတာပဲကွာသိတာဖြေရင်ဘယ်တော့မှားမလဲမသိဘဲနဲ့ဖတ်ထားတာဖြေမှားကုန်မှာမဟုတ်လားဒါစာအုပ်ဆိုစာအုပ်လို့ပြောမှားပါမှာကွာဒါဖန်ခွက်ဆိုဖန်ခွက်မှားပါဒါရေဒီယိုရောတိတ်ပဲခေါ်တာဆိုမှားဒါကော်စောဆိုမှားပါဒါနာယီဆိုမှားပါဒါဥမောင်မောင်ဆိုမှားပါမှာကွာဟုတ်လားဒါဥခင်ဆိုမှားပါသိနေတာပြောတာဘယ်နဲ့လို့မှားလို့ရသိတာပြောတဲ့လူကပိုခီးရောက်တယ်ခင်ဗျာဒီတိုင်းပဲဓမ္မဒိဋ္ဌာဖြစ်တယ်လိုညင်မခုနကပါမိကြည့်တယ်ပတာစာကြီးတော့အကုန်လုံးနားလိုက်ကြတယ်နော်ပတာစာကြီးဟုတ်တယ်ခင်ဗျာတို့ရုပ်ရှင်ရုံမှာလေသူ့လေဖျားသားမှာကာကြီးနဲ့ဆွဲတာလေပတာစာကြီးဇတ်ထုတ်လေဒီထက်ကကြည်ဘူးတဲ့လူတွေတော်တော်ရှိနေတယ်ဟုတ်လားပတာစာကြီးကတခါလဲပါသေးလင်းသေးဟုတ်လားယူသွားတယ်မဟုတ်လားဒီတင်ဟာတွေကဒီလိုဖြစ်ဘူးပမာပိပတိလူနဲ့မေဘဒါတို့နော်မေဘဒါဆိုဥပ္ပလွန်သေးတကိုးနေရာမှာအပင်ရတယ်သူဆိုရင်တခါလဲဖျားနဲ့တွေ့ရတယ်တခါလဲရဟန္တာမှာဖြစ်သွားတယ်ဘာကြောင့်လဲအကိုကဖျားဖြစ်တဲ့ဘဝတုန်းကသူတို့အခုဒီကတပည့်တွေလိုပဲတရားအားထုတ်ဝိပဿနာနဲ့ကြီးတွေချွတ်ထားတယ်အာဟုတို့ကြီးတွေအနိစ္စနဲ့အကုန်လုံးထားတာကြီးတွေကအတော်ကုန်းကုန်ပါဟုတ်တယ်မဟုတ်လားဟိုးချိန်ခါတော့မဲ့ဖို့နိဗ္ဗာန်မရောက်တာဘာကြောင့်လဲဆိုရင်ရှေးဖျားတွေကဗျာဒိတ်ပေးထားတယ်ဂေါရမဖျားတဲ့ကြာရင်သင်တို့အပင်ရင်နဲ့တကွာတော့သလပင်ညာယဟန္တာမတွေဖြစ်မယ်ဆိုဗျာဒိတ်ပေးတော့ဖျားတစ်ပါးဗျာဒိတ်ပေးထားတဲ့ဗျာဒိတ်ကိုလွန်လို့မရဘူးဒါကြောင့်ဗျာဒိတ်ကတားထားလို့သူတို့ဟိုမဲ့ဖို့မရဘူးတို့ထဲမှာလည်းဒီလိုပဲဗျာဒိတ်ကတားထားလို့မဲ့ဖို့မရတဲ့လူတွေရှိရင်ရှိမှာနော်ဝန်မနေရတယ်ဟုတ်လားအခုရနေကြိုပြီးပြောထားဘူးတော့မရဘူးငါတော့မရဘူးလို့ဖြစ်နေဟုတ်လားအဲ့ဒီတော့ဒီကြီးချွတ်တဲ့နေရာမှာဥပ္ပလင်ထေရီတို့ကကြီးချွတ်တဲ့နေရာမှာအကောင်းဆုံးပဲသူကဗြဟ္မဘုံကလူဘုံဆင်းလာတယ်မိဘတွေကတခါတည်းသူတို့ကိုအိမ်အောင်ပြုပေးတယ်အိမ်အောင်ပြုမှသူတို့ကတခါတည်းလင်ရောမရအဋ္ဌံပြုပြီးတော့အိမ်အောင်ဘဝမှာပဲတရားနဲ့တင်းတင်းရှင်းရှင်းတခါတည်းပန်းကုန်းတားပြီးတခြားစီနေတယ်အမှန်တန်ရှင်းတယ်အမှန်ဖြူစင်းတယ်ဖျားပွင့်တော်မူတဲ့ကြားတာနဲ့လင်မယားနှစ်ယောက်တိုင်ပင်ပြီးတော့တခါတည်းလေ provide အတွင်ဝတ်ဆင်ပြီးဖျားရှိတဲ့လမ်းသွားတယ်တော့ကြီးထဲမှာဖျားတွေ့တယ်အိပတိလူတွေကဒီဘက်ကနေရှင်မသာသဖာယဟန္တာဖြစ်တယ်ဟိုကနေပြီးတော့မေဘဒါကတခါတည်းဥပ္ပလွန်ထေရီဖြစ်သွားတယ်သိဉာဏ်တာပဲခေမာလည်းလည်းအကောကြီးပထမစာကြီးကျတော့ဘာပြောလဲအယူရသေးတယ်ကွာကြီးကောင်းကောင်းမချွတ်လို့ခါနော်ဒီတော့ဒီဘဝမှာမဲ့ဖို့မရလို့ဟိုရေမတိယဖရာသာသနာကြမှာထိတ်တန်းရောက်မယ်ဆိုရင်လည်းလေပတာစာကြီးမဖြစ်အောင်ကြီးတော့ငါချွတ်ထားကြဟုတ်တယ်ခွန်းလားကြီးချွတ်တယ်ဒီကဒါရတဲ့အပြင်အဲ့ဒါဘာကြောင့်ရတယ်လဲဆိုတာသစ္စာလေးပါးသိလို့ရတာ
သစ္စာလေးပါသစ္စာလေးပါမသိအောင်ကလည်းအဝိဇ္ဇာဆိုတာဖုံးအုပ်ဒီအဝိဇ္ဇာထဲမှာဘယ်သူမှနေနောက်ကလှည့်နေတယ်ဆိုမာနဆိုတာရှိတယ်ဘုရားခေါ်တော့ပါပိမာအပတ္တအစိုးရတာမာနဒါတော့ကျေးဇူးရှင်လေးဆိုဘုရားရဲ့လောကကြီးမှာဝတ္တဝိနတ္တိ၆ထပ်မှာဟောဝတ္တဝိဆက်စုံနိုင်ငံမှာမာနရနာမည်ရှိတယ်သူကလောကကြီးတစ်ခုလုံးငါပိုင်နေငါထိုင်နေဟုတ်လားမကောင်းတဲ့ဘက်ကဟာတွေမှန်တယ်သူ့အောက်ကကြီးသူကအဲ့ဒါတတ်ကြီးလို့ဖွဲ့ပြီးတော့အမြဲတစေတန်မြာဘုကလွတ်မြောက်အောင်ဖြတ်မြောက်အောင်လုပ်နေတယ်အမြဲတစေသူကခါလိုက်ရတားတယ်ပြီးတယ်ဖြတ်တယ်သမာဓိလုပ်ရင်သမာဓိမရှိအောင်လုပ်တယ်သမာဓိပြည့်အောင်လုပ်မယ်ဟုတ်လားတရားရမယ်ဆိုတရားမရအောင်လူတွေထဲမှာတင်ကြိုပြီးတော့မကောင်းတဲ့ဓာတ်တွေဝင်နေအောင်လုပ်မယ်ဟမ်သူ့မှာဓာတ်ရှိတယ်ကွာတကူရှိနော်အောက်ဘက်ကဆိုလို့နေတယ်သူကြီးသွားမဟုတ်ဘူးကြောင့်သူကြီးပြောတာကြောင့်လူတွေကတရားအားထုတ်ရင်စိတ်မရှိဘူးတရားအားထုတ်ရင်လည်းဒီအားထုတ်နေရင်ဒီမှာလစ်ပြေးခြင်းတယ်ဟမ်ဒီမှာလစ်ပြေးခြင်းတယ်ဘယ်နှယောက်ရှိတယ်နည်းနည်းလစ်ပြေးခြင်းရမှာဟမ်ဟိုလိုကဒီမှာလစ်ပြေးခြင်းတယ်ဒီအမှန်များတယ်သိများတာအဲ့ဒီထဲမှာပုဂ္ဂိုလ်အားဖြင့်တော့မပြောပါဘူးကွာတူတော့ပုဂ္ဂိုလ်ကတော့တို့အရာရှိကြီးပါပဲကွာအခုခိတ်တန်းမှရောက်နေပါပြီသူကဒီနေ့ဒီအကြောင်းဆုံးလို့ပြောမှာဟုတ်ကွာသူကတော့လူကြီးတဲ့သူ့မှာ high blood pressure ဆိုတော့တွေးရလို့ယောဂရှိတော့အမြင့်တွေလည်းမတက်နိုင်ဘူးသူ့စိတ်ထဲမှာလည်းမချမ်းသာဘူးဒါနဲ့တရားအားထုတ်ဖို့ဆိုပြီးကြာကြီးရောက်လာတော့ဒီမှာတရားပြီးတော့ဟောအတောင်းကတဲလေးပေါ့နံပါတ်3တဲလေးသိတာထားတော့သူ့ကိုအခုမင်းတို့ဝိပဿနာပြီးတော့ညအပိုင်းကျတော့ဝိပဿနာပြီးမယ်လို့သူ့ကိုခေါ်ပြီးအားလုံးပြိတ္တာတွေဝိပဿနာပြီးတဲ့အခါကျတော့ဝိပဿနာအနိစ္စရှိပါလားနော်ဘာရဲ့အနိစ္စရှိလဲဆိုရင်ခန္ဓာထဲမှာကိန်းဝင်နေတဲ့ယုတ်ကလတ်တွေအပြည့်ရှိတယ်အဲဒီယုတ်ကလတ်တွေကဒေဇောဓာတ်ကြီးသတိကြောင့်တောင်ကျွမ်းချုပ်ရင်းတဲ့သဘောရှိတယ်အဲဒီချုပ်ရင်းတာကိုအနိစ္စခေယသေနာချုပ်ရင်းဘောကြောင့်အနိစ္စမမြဲဘူးဟုတ်လားတခါလဲဒီအင်္ဂလိပ်လိုပြောရင် atomic nature အဲဒီသဘာဝကိုသိအောင်ရှုရတယ်အဲ့ဒါရှုဖို့သူ့ကိုပြောရှုလိုက်တဲ့အခါကျတော့သူ့ရဲ့တရားပေးပြီးခဏလေးနေရောကွာဟဲ့ငါမင်းဘိုက်ပုတ်ဖို့ခေါ်တာမဟုတ်ဘူးကွာအနိစ္စရှုတယ်လက်ကထထားတယ်ဒီတရားအထုတ်တဲ့ခါကျလက်တွေပါလေမရွှေ့ရအောင်နော်လက်ထားလိုက်နေတာနော်ဟိုကုတ်ဒီကုတ်ရားလို့ကုတ်တယ်ပါလေမလုပ်ရဘူးနော်အခုကပြောထားမှာဟုတ်ရားလို့ကုတ်လိုက်တော့ကိုကအုပ်ထလိုက်မှာပဲရဲမှာအဲ့ဒီပုတ်ကိုလည်းဒီလိုပဲသူတရားအထုတ်နေဘိုက်ပဲပွတ်နေဘိုက်မပိုးရဘူးကွာရှုလက်မလုံးနဲ့ရှုအထဲမှာဖြစ်ပေါ်ဘာရားတယ်ဆရာကြီးတယ်ဘိုက်ထဲမှာရားတာလည်းအနိစ္စပူတာလည်းအနိစ္စနော်ဟိုအဖွားကြီးတော့ဖြစ်ပြတဲ့အနိစ္စတွေကြုံမလို့ခြင်းဘူးနော်ဖြစ်ပြတဲ့အနိစ္စသိတဲ့လူတွေဗမာပြည်လူတိုင်းသိတယ်အဖွားကြီးပေါက်စားလေးအဖွားကြီးအိုးကြီးတွေအနိစ္စနဲ့လုံနေတာဟုတ်လားအနိစ္စတွေရွတ်လာတဲ့အနိစ္စလုံးတွေကြီးလို့အနိစ္စလုံးများလို့နိဗ္ဗာန်ရောက်မယ်ဆိုအကုန်နိဗ္ဗာန်ရောက်ကုန်ကြဟုတ်တယ်မဟုတ်လားဘုံကြီးရောလူရောပဲဟုတ်လားအလေးတွေလည်းငယ်ငယ်လေးဘိဝိပိအနိစ္စအနိစ္စဒီအနိစ္စမျိုးလို့ရင်တော့မဟုတ်ဘူးဖြစ်ပြပဇာကဖြစ်ပြလို့ရင်တော့မဟုတ်ဘူးကိုယ်ထဲမှာခန္ဓာထဲမှာကာယတံဖတ်ဆိုတာဝိကိုယ်တို့ပဲလို့သိတယ်လေမေးတယ်မှာယုတ်ကလခေယတည်သောတာမိဘမိဘလောင်းတဲ့သဘောဖြစ်သလားကျင်းတဲ့သဘောဖြစ်သလားအေးတဲ့သဘောဖြစ်တာပူတဲ့သဘောကြိုက်တယ်ထုံတယ်နားတယ်အောင့်တယ်ပူတယ်လောင်းတယ်အဲ့ဆိုကိုယ်ထဲမှာခံစားရတာဘယ်လိုခံစားရတယ်လဲလို့မေးတာဟုတ်လားခံစားရတော့မှအထက်မှာလောင်းနေတော့မှဒါလောင်းတဲ့သဘောသိတော့မှဒါမကောင်းဘူးဆိုတာသိတာပေါ့တော့ကြာကြာနေပူဇာလေးဆုံးလို့ဆန်းလို့မှမှိန်းတော့ဇိမ်ကြီးယူနေတာပြည့်နေတာဟုတ်လားကိုကလောင်းနေတာလို့ပြောမှာဟိုကမှိန်းလို့ကောင်းနေတာတချို့ကလို့ဆရာကြီးတွေကဇိမ်ပဲချွန်းအေးဆိုတဲ့ကောင်ဒီလိုလူတော့ဘာရောကြီးကိုအရတိုက်တာခေါင်းဆောင်ဟုတ်လားအခုပိုင်သွားတော့ဖြစ်ပြီးဘာရောကြီးသေးတွေဆရာကြီးတပည့်တော့အေးရုံကအလုံးစုံနေတော့တရားအားထုတ်ပြီးတရားပေးလိုက်တော့တစ်ခါတည်းသူတရားတွေပါအားထုတ်ပြီးတော့ပြန်ပြီးတော့အိမ်မှာအားထုတ်တယ်ကိုနောက်တနေ့မနေ့ကျဆရာကြီးကဒီတော့အင်ဂျီအကောင့်တင်ကျင်းတော့လာပြီး9 နာရီမခွဲသေးဘူးဆရာကြီးကရုံးစောစောရောက်ခန်းထဲသူဝင်လာပြီအခါလဲဆရာကြီးခြေပလုံးချက်ပြီးတခါလဲဖြစ်ခိုးလာပဲဆရာကြီးကျေးဇူးမကုန်နိုင်ပါဘူးညာဘူးနဲ့ပေါ့လေဆိုပြီးတော့ဘယ်လိုလဲကွာဆရာကြီးတရားညာကျွန်တော်အတော့ကြားတခါလဲမလွတ်ဘူးလေအားတော့ကောင်းလိုက်တာမှဆရာကြီးတရားလုံနေတယ်အဲ့လိုလဲကြောင်လေးမှေးပြီးတော့ဇိမ်လုံးနေရတယ်ကျွန်တော်ကအဖိုးကြီးတယောက်လာတယ်လာတဲ့သူကတခါတော့လို့အဲ့ဒီလားဇိမ်နေဖို့ကျုပ်ကတရားကြတာမဟုတ်ဒုက္ခသစ္စာပိုင်းခြားသိကိုပြတာဟုတ်လားဒုက္ခသစ္စာပိုင်းခြားသိမှသဘာဝအမှန်ကိုမြင်လာမယ်အဲ့ဒါနဲ့
အဲဒီပုဂ္ဂိုလ်တွေးလိုက်တော့သူ့ကိုနည်းနည်းလေးအာယုံကြည့်ကြည့်တော့သူ့အထက်ကဓာတ်ကကြွလာတယ်အိဋ္ဌဓာတ်မခံနိုင်ဘူးဘိုးထောင်လို့ပေါ့ကွာဟုတ်လားအထက်ကသူကအိဋ္ဌပေးတာမင်းကပေးတာဟုတ်တယ်မလားအိဋ္ဌဓာတ်မခံနိုင်ကြွအကဲခန့်နေတော့ဒါညအိတ်ကြတယ်အဲ့ဒါဆရာကြီးကလည်းခေါင်းထဲမှာပဲအကြံဖြစ်လာတယ်ဒီနေ့မနေ့တော့စောစောအဋ္ဌံပေးမှာပဲဝိပဿနာကူပြီးတော့မလုံးမရှက်ငြိမ်သက်တည်ပြီးတော့အဋ္ဌံပေးရတယ်နော်သူတို့လည်းမနေ့ကဝိပဿနာကူရဆိုဒီနေ့အဋ္ဌံထိုင်ကြပြီတဏှာကြီးမလုပ်ပဲထိုင်အဲ့ဒါဒီတဏှာကြီးအဋ္ဌံပေးဖို့ကဒီနေ့တော့ငါစောစောပေးမှဖြစ်စိတ်ထဲမှာဖြစ်လာတော့ဟေ့မောင်စောကိုယ်ကသမင်းချက်တဲ့ကောင်မောင်စောမနေ့စောစောထ9နာရီတော့ထ6နာရီတော့အပီလို့ငါခါတိုင်း6နာရီခွဲဒီလူတွေဟုတ်လားတရားနာတဲ့ဟာက6နာရီတွတ်လိုက်မှ6နာရီသမင်းကျိုးလိုက်ပြီး9နာရီအဋ္ဌံပေးမယ်လို့လုပ်ထားတော့ဘလူကလည်းဒီတိုင်းပဲပေါ့လေအစီအစဉ်လုပ်ပြီးလုပ်9နာရီဒီမှာအဋ္ဌံပေး9နာရီ7နာရီရှိတယ်အဋ္ဌံပေးစောကြီးခါတိုင်းအဋ္ဌံ9နာရီခွဲမှပေးတယ်9နာရီ7နာရီဆိုတော့မိနေတာအဋ္ဌံခိုင်းတယ်အရှိကံတဲ့သူနဲ့အတူတူဘယ်လိုလဲဆိုရင်အခု additional commissioner of income tax ဆိုတဲ့ကိုချစ်ရှိသူတို့နှစ်ယောက်ခန်းနဲ့ဘိုးတော်ကလည်းလူများကဲသူကဟဲ့တပည့်မင်းတော့နည်းနည်းလေးကြွားလိုက်မှဖြစ်တယ်ထွေးကန်တော့ယူထားမှာအခုထွေးကန်လွတ်သွားတာတော်တော်ကြာသွားပြီနော်ဟိုတုန်းကထွေးကန်တွေကိုပြည့်နေတာမင်းဝေါ်နဲ့အားနေကြတာလေထွေးကန်ယူထားတယ်ထွေးကန်ပြီးဘာလို့ဖို့လဲဆိုမင်းနည်းနည်းပါဒီလေးပါလေချင်းအာရင်ပေါ့အကျန်တစ်သက်လုံးမအားတော့ဘူးဒီနေ့ပါပါလူကမဲ့ထားတရားအားထုတ်တာဆရာကြီးတော့ခါအေးပဲပြစ်ထားခဲ့တာပဲဟိုမှာသွားပြီးတော့ဆရာမတို့နဲ့ထိုင်စကားပြောတယ်အဋ္ဌံ7နာရီပြည့်ဟောကိုကလည်းမအဋ္ဌံပြည့်ပြီးတော့မပြောရသေးဘူးဟိုကောင်ကနာရီကြည့်ပြီးဖြစ်ချင်းကထွက်လာပြားနေတယ်ဆရာကြီးအခုနတစ်ပင်မြင်းကြီးအောက်မှာဆရာကြီးလာပေါင်းဘာလဲဟိုမှာဟိုလူတွေတဲ့နာမည်တော့မပြောတော့ဟာဟိုလူဘယ်လိုဖြစ်နေမှမသိရှူဆဲနဲ့ခါရပြည့်နှက်ပြေရောအပြုတ်ရောထွေးကနေမှလည်းပြည့်နေရှူဒီကဘုံချင်းကပြောတာဘုံချင်းဆိုတာလေဟိုငါဟိုတဲ့ဒီအငွေရင်းလူကြီးပြောတယ်ကျွန်တော်အပန်းတော့ကြားလာတဲ့လမ်းကဆိုတာရှူနေလို့ဒါနဲ့ဆရာကြီးဝင်တော့အထက်မှာတစ်ခါတည်းနှက်ပြေရောပါရောထွေးကနေမှကြည့်အပြုတ်ပြေလို့ခါတာကြည့်လားမင်းဟာဒီထဲကျခါလို့ရတယ်ဟုတ်ကြကိုဘာလို့လဲသိတာငကားဟိုလောက်ပြတော့မှကိုကဝိဇ္ဇာတကိန်းဝမဲ့ခန္ဓာထဲမှာအဝိဇ္ဇာမျိုးဆိုတာမတည်ရနိုင်ဘူးမင်းတို့အထင်ကြပြီမင်းတို့ခွဲခွာတော့ဆရာကြီးကုလို့ကိုဘုံအမြတ်ခံယူကောင်းစွာခံယူကြမင်းတို့လည်းတရားအားထုတ်ကြပေါ့သူကလူတစ်ပိုင်းကိုယ်တစ်ပိုင်းကိုဖြစ်နေတယ်အမငကနာမင်းလားမလို့ပါဘာလို့နေတာတခါလဲလို့နောက်ပြီးမှဗျာခနဲ့ဆိုပြီးပေါက်လိုက်ပြီးတဲ့နောက်ကိုလက်ကိုနောက်ပြီးခြေထောက်လေးထောင်းလိုက်ပြီးတခါလဲတွားပြီးတော့တက်လာတာဟိုအုတ်ခုံလေးကြွတက်လာတယ်ဟေးကိုကလည်းဒီဟာနေလို့မသာကိုငါဘူးဆရာဆိုတော့ပြေးလို့လည်းထားပြေးလို့မကောင်းမဲဟုတ်ပါနေကြတက်လာပြီဟိုကလည်းအင်းကြီးဟာပဲနေရတက်လာတော့ဆရာကြီးဘိုးရင်ကိုလေသူခေါင်းကြီးနဲ့3ညင်ရိုက်ပြီးတော့ဟိုင်းနာမှာလဲဒီကကိုကကြောလေးပါလေစပြီးချမ်းသာပါလေပေါ့လောကတော့မွေးရင်ကိုတော့ကြီးတော့ချမ်းသာပါလေလောကုသိုလ်ဖို့လေအများပဲရေတောင်းတော့အခုလားခေါ်ရဆရာမကြားပြီဆရာမဝင်လာပြီးတော့အဒီခါဆရာမဝင်ပြီးဆရာမကြည့်ရေပေးသမှာဆိုရေသွားပြီးတော့ဆရာမရေတာခတ်အဲ့ဒီမကဒါလေးကြီးတယ်ရှည်အဲ့ဒါသူ့ကိုရေဖက်ပေးတော့ပြီးတော့ပုံတော့ပြီးတော့နောက်တစ်ခါပြေးစောက်တယ်အဲ့ဒီတော့မှသူစိတ်ကပြေးပြီးတော့ငကိုစိတ်ကရုပ်ပါတစ်ခါပဲပြောင်းနောက်တော့အဲ့ဒါပြေးတော့အားထုတ်ပါတော့သူ high blood pressure တွေဒီတတ်တော်ဝင်ပြီး high blood pressure ပြည့်အောင်လုပ်နေတာဟုတ်ကွာhigh blood pressure ပဲအခုတော့အမှန်တန်ချမ်းမှန်ချမ်းသာလာမယ်ဒါနဲ့ဟဲ့ဘယ်လိုဖြစ်တာလဲသိဘူးလို့ကျွန်တော်သူ့လက်ရည်ကိုသတ်မှတ်ဆိုဟောလို့ရသူ့နာမည်ရတယ်ဒီလိုလုပ်တော့အမိတဲ့ခေါင်းလေးသူ့ signature check တင်မှာသူ့ signature အမြဲပါတယ် easy မှာသူငါတို့ဘယ်လိုဖြစ်လဲနောက်ပြီးသူ့စာအုပ်မှာလာပြီးမှစာအုပ်ကလည်းအမှန်တန်ဝယ်တယ်အမှန်တန်များစာအုပ်တွေရာပေါင်းများစွာရှိတယ်အဲ့ဒီမှာသူ့စီးလာတဲ့ခါလည်းငါးလေးနဲ့ကောင်းတယ်လို့ပတ်တာနောက်ပြီးသူ့ကိုမျိုးအုပ်တွေပါလေလုပ်တဲ့အခါတုန်းကပေါ့လေဟုတ်လားသူနေရွေးကြောက်တန်းလို့ရန်ကုန်လို့ဘိတ်တို့ဖတ်ကျူးတယ်
ရေရှိတဲ့နေရာမှာရွေးတယ်ဟမ်နောက်တနေ့ကိုရေ6ခါတော့ချိုးတယ်ပါနောက်ငန်းနေခင်ကြာသူမြေကမ်းပါမှာသူနေရမှာနေရှူပြီးတော့6နံပါတ်ပေါ်လုံးဆိုဖူးဆိုမှုနိုင်သူရတယ်ဘယ်တော့အားကောင်းလဲဆိုတာသူဓာတ်တော်ပါလေဟုတ်လားဟမ်ဆန်းပြေတာဟုတ်လားဘုထောင်တော့ပါဆွဲသွားတယ်တော့မျက်နှာကိုသိကြည့်သွားတာဟမ်မင်းဟိုမှာဆရာမအခန်းနဲ့ကိုလုံးပေါ်မှန်ကြီးရှိတယ်ဆရာကြီးကပြောထားတယ်တို့ဒီမှာတရားအားထုတ်ပြီးလူတွေကလှလာတယ်ဆိုတော့မှန်တစ်ခုတော့စားရင်ကောင်းမယ်ဆိုဝင်းမင်းသားရင်သိတယ်မလားဝင်းမင်းသားကနေကိုလုံးပေါ်မှန်ကြီးတစ်ခုလားလှူထားတယ်အဲ့ဒါသွားကြည့်ကြည့်ခါတော့ဖွင့်ပေးတယ်နော်ဟုတ်လားဟမ်ဘာအဲ့လိုပေါ့ပါဟုတ်လားအဲ့လိုဓာတ်သဘောတွေအထဲမှာရှိတာရှိတယ်လူကမမြင်အဖို့မသိအဖို့တို့တရားလေးနဲ့တို့ပြီးလိုက်တဲ့ခါကျရင်ထွက်တာပဲနော်အနေစာရဲ့သတိနော်ပြီးတော့အနေစာအစစ်အမှန်ကိုတွေ့အောင်လုပ်ကြအနေစာအစစ်အမှန်တွေ့ဖို့ကသမာဓိလိုတယ်သမာဓိရည်ချင်းကြိုက်ရင်အနေစာဝင်လာတယ်ဒါကြောင့်တရားပြီးတဲ့ခါကျပြီဆရာကြီးကသမာဓိရည်ချင်းကြိုက်အောင်ဆရာကြီးကဒီလိုလုပ်တာအချိန်ကြိုက်မှဆရာကြီးကဒီလိုလုပ်ဆိုဒီလိုလုပ်လိုက်ဒီလိုလောက်ခါနေမှတခါလဲဟိုဖြစ်ခိုးပြီးတော့လက်ဥကလေးကြည့်ပြီးတော့မလေးတရားမြင်ရပါစေဗျာတရားရမြင်ရပါကိုပြောတာတော့မလို့ဟိုမှာတရားထူတောင်းလို့ရရင်လေအဲ့လူတိုင်းလို့လူပြည်လောကရောက်တဲ့လူတိုင်းကိုမွေးတဲ့နေ့ကသေတဲ့နေ့ထိုင်ထူတောင်းနေရရင်ကျုပ်တယ်ပြီးပြီးပြထူတောင်းလို့ရတာမှမဟုတ်ပဲကျင့်မှရတာပဲကျင့်တာလည်းဒီရေရင်လေးကြိုက်ပြီးတော့တခါလဲဒီကနေတမာရီရေရင်ကြိုက်တဲ့ခါကအနိစ္စရှုလိုက်ပါဆိုမှအနိစ္စမျိုးပုံလက်ဟုတ်ကြည့်ပြီးဆရာရှိခိုးနေပြီအနိစ္စရှုခိုင်းနေတာလက်အုပ်ချီကချလိုက်ဖရာတရားတောင်းတဲ့ခါကျဖရာစီမှာတရားကြီးတယ်လက်အုပ်ချီအခုလည်းပြောတာဟုတ်လားပြောထားတော့ကြာမေ့ရင်မေ့လို့ရပါဟုတ်လားလက်အုပ်ချီဟုတ်လားကဲတရားတောင်းပြီးကဲရှုဆိုရင်ရှုဆိုတာနဲ့ဒီလက်အုပ်ချီကချပြီးနာသီးကစိတ်ဆိုင်စားရှုရမှာဟုတ်တယ်မဟုတ်လားနာသီးကစိတ်ဆိုင်တယ်နာသီးကလေလေးတွေ့ပြီမဟုတ်လားလေလေးအဲ့ဒီလေငွေလေးကဝါရောပြဋ္ဌာန်းတဲ့ယုံဝါရောလုံတဲ့ယုံရုပ်ဆိုတာပထဝီအာဘောတိသောဝါရောဓာတ်လေးပါအခြေခံဓာတ်လေးပါအခြေခံမှာဒီမှာမာတဲ့ဟာတွေကပထဝီလုံးခဲ့တဲ့ရုပ်နော်ဒီမှာနှာပြီးတော့မှဝါရောဓာတ်ကြီးကဝါရောလုံးခဲ့တဲ့ရုပ်သိမ့်လို့ရုပ်အဲ့ဒီရုပ်တွေကမြဲလားမမြဲလားဒါနှလုံးသွင်းရမယ်နောက်ကိုယ်ထဲမှာရှိတဲ့အမာခံအားဖြင့်အချိန်ရှားတာကင်တွယ်လို့ရတာဒီရုပ်ကလာတဲ့ပထဝီပြဋ္ဌာန်းတဲ့ရုပ်ဒီရုပ်တွေမမြဲတာရှုရမယ်အဲ့ဒါအဖြစ်သွားရမယ်သွားတဲ့အခါကျစိတ်ကဘယ်မှမသွားပဲငြိမ်းနေမှာရုပ်ကလာဟိတခုကမနေ့ကပြောပြတယ်မဟုတ်လားအသေးဆုံးညီမှုလေးအစိတ်ပေါင်း4656စိတ်စိတ်တစ်စိတ်ဆိုတော့ဘယ်တော့သေးတယ်လဲအဲ့ဒါလေးတွေသင်မှာဖရိုးနဲ့ဖြစ်နေတဲ့ဟာလေးကိုဒီကနေပြီးကိုယ်ပေါ်မှာသိအောင်ဆိုတာဟိုတွေးနဲ့ဒီလိုဘေးကုတ်နေလို့မရဘူးကွာဟုတ်လားဒီခါမှာစိတ်ကိုတီးငြိမ်းနဲ့တို့ကရည်ချင်းကအောင်လုပ်ရတယ်နော်တို့ကတော့လေဒီထုံးစံအတိုင်းပေါ့ကွာဘုရားကုံတရားကုံသံဃာကုံတွေအောင်းမေးပြီးတော့ဟုတ်လားလောကကြီးမှာသင်ရှားရှိတဲ့အရိယာနာကောင်းနှမြတ်ကြီးတွေအခုကြီးပေးပါဆိုပြီးတို့ကလုပ်ကိုယ်ကတော့ခါရသေးချာပြင်ကန်းခန်းသိလုပ်ပြီးပေးတယ်ဆိုတော့ကိုယ်ပြောရလုပ်တဲ့လူကတမျိုးလျှောက်လုပ်နေရမကြဘူးနော်ဆရာကြီးကတော့လက်ကတိတ်ညာတယ်နော်လက်ကတိတ်တရားအားထုတ်တဲ့အခါမှာအကြီးဆုံးကသမာဓိသမာဓိမပါဘဲနဲ့ဝိပဿနာဖြစ်တဲ့ဆိုတော့ဂင်္ဂဝါလူတဲစုကပွင့်တော်မူတဲ့ဘုရားတွေဘယ်ဘုရားမှမဟောခဲ့ဘူးနော်စိတ်ဓာဝိသုဒ္ဓိဖြစ်မှာဒိဋ္ဌိဝိသုဒ္ဓိဖြစ်မယ်တတိယယထာဥပမာနဲ့ဟောထားတယ်နော်ဒါကြောင့်မို့သမာဓိဖြစ်အောင်ဒီမှာသေချာရအောင်ပြီးစိုက်ပြီးလုပ်ပြီးသမာဓိဆိုတာဖြစ်ခဲ့ပြီးခြင်းပဲနော်အားသာထုတ်ကြတယ်သမာဓိဖြစ်တယ်ဆိုတာအပြည့်အမှန်ကတော်တော်လေးခဲနော်အခုတော့တော်တော်လေးလည်းအားထုတ်မိကြပြီအခြေလည်းကောင်းလာပြီနော်လူခွဲပြီးတော့ဒီနေ့တရားပြီးဟုတ်လားဘယ်လိုလဲဆိုတာတော်တော်ကြားမှခေါ်မှာ